အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မနေ့စာကိုတော့အမေကြိုက်တဲ့ခေါက်ဆွဲကြော်လေးကြော်ကျွေးဖြစ်ပါတယ်အရင်ဆုံးအိုးရဲကိုစီထည့်ပြီးတော့စီချက်အောင်တည်ထားပါမယ်စီချက်ပြီးဆိုရင်တော့ကြက်သွန်ကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်အနှံ့နေပုံမှုသွားအောင်လို့ရုပ်သီးစိမ်းလေးထည့်ပြီးတော့စီတက်ပါမယ်မာလာရတာခေါက်ဆွဲကြော်မှာဖြစ်တဲ့အတွက်မာလာအနည်းတစ်စုံထည့်လိုက်ပါတယ်ပြီးရင်တော့ပစုံလေးထည့်ပြီးတော့ကြော်ပေးလိုက်ပါတယ်ပစုံလေးကျက်သွားပြီဆိုလို့ရှိရင်တော့ကြက်ဥတစ်လုံးဖောက်ထည့်လိုက်ပါတယ်ကျဲဥရောပစုံရကျက်သွားပြီဆိုရင်တော့အသီးနဲ့စုံလေးထည့်ပြီးတော့ကြော်ပြလိုက်ပါမယ်အသီးနဲ့ထည့်ပြီးတခါရဲစားနဲ့ဟင်းခမ်းမုံထည့်ပြီးပါမယ်အသီးနဲ့နေမှာတခါရဲအရတောက်ဝင်အောင်လို့ပါ QC နည်းနည်းပါထည့်လိုက်ပါမယ်အသီးနဲ့နူးပြီးတော့ကျက်သွားတဲ့အခါမှာတော့ပြုတ်ထားတဲ့ခေါက်ဆွဲလေးထည့်လိုက်ပါမယ်ပြီးရင်တော့ပဲငယ်များရဲ့အနည်းငယ်ထည့်ပေးလိုက်ပါမယ်ဒါနန်းစားအောင်တေချာလေးမှုပြီးသွားရင်တော့အနှံ့ရတာနဲ့ပြည်စုံတဲ့ခေါက်ဆွဲကြော်လေးတစ်ပွဲရရှိတော့ပါပြီရှင်။ပကယ်လေးကိုစားရင်စပွဲဖြစ်အောင်တေချာလေးပြင်ဆင်ပြီးထည့်လိုက်ပါရဲ့အပေါ်ကနေကြက်ဥတစ်လုံးမှကြော်ပြီးထည့်ပေးလိုက်ပါရဲ့။စားကြပါအောင်ရှင်။